အားလုံးပဲမင်္ဂလာပါအခုလူချင်းမင်းတို့မိတ်ဆက်ပေးမှာတော့ Jet Dolly တစ်စီးဖြစ်ပါတယ် Jet Dolly 870 Plus နော် grade လေးနဲ့ပါ 1.5 တာဘိုလေးဖြစ်ပါတယ်နော်အဲ့ဒီကတော့ဒါလေးပဲလေနောက်ဆုံးပေါ်တယ်နော်ဟုတ်ပြီနောက်ဖုံးမော်တာလေးနဲ့နော်ကားရှယ်လေးပါနော်ကီလို12000ကျော်လေးနဲ့ဖြုတ်တက်ကင်းနော်အစ်စ်တိုင်းစီးရမယ်ကားလေးပါနော်ဒီလေးကတော့တွင်ကန်လေးပါဒါလေးတိုက်အားလေးလည်းကုန်ကောင်းပါတယ်ဒီမင်းတို့ဒီကားလေးကိုစိတ်ဝင်စားတယ်ဆိုရင်420 0368နှစ်လေးကိုစိတ်ကြိုက်မင်းမြန်းနိုင်ပါတယ်ခင်ဗျာနော်တက်ပြီးတော့တော်လေးရဖုန်းရတယ်ဟာလေနှစ်ချက်ရှေ့ကန်းလေးရက်ပြန်မယ်နော်အင်ဂျင်ကန်းလေးရက်ပြန်ကဲကားတော့မြင်တဲ့အတိုင်းပဲအာမကိုလှုပ်ရှားမလို့ဗျာနော်ဒီလုံးလေးက1850ကိုနော်နှီးနိုင်လုပ်ပေးပါမယ်လို့နော်လိုင်းပေါ်မှာအများနဲ့မရှိလို့တကယ်လို့စိတ်ဝင်စားတယ်ဆိုရင်420 0368နှစ်လေးကိုလေးမြန်းနိုင်ပါတယ်နော်ကဲဒီ12000ကျော်နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်